ကျွန်တော်နာမည်ဦးမျိုးလံအောင်ဖြစ်ပါတယ်ကျွန်တော်ဓာတုဗေဒဘာသာရပ် grade 10 11 12သင်ခန်းစာများကိုဆရာမျိုး Facebook page YouTube channel နဲ့တက်တော်တို့မှာဒီသင်ကြားပို့ချတဲ့သင်ခန်းစာဗီဒီယိုဖိုင်တွေကိုတင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ဆရာမျိုး YouTube channel subscribe လုပ်ပေးထားဖို့လိုပါတယ်ခင်ဗျ subscribe လုပ်ပေးပြီးတော့အသက်တင်တိုင်းသိရအောင်ကျွန်တော်တို့ notification လေးကိုလည်းနှိပ်ထားပေးပါခင်ဗျFacebook page နဲ့တက်တော်ကိုလည်း follow လုပ်ထားပေးဖို့လိုပါတယ်ခင်ဗျဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ grade 12ဓာတုဗေဒဘာသာရပ်ကိုစတင်ပြီးတော့သင်ကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီ program လေးကကျွန်တော် grade 12ကျောင်းသားကျောင်းသူများအတွက်ရည်ရွယ်ပြီးသင်ကြားခြင်းဖြစ်ပါတယ်ခင်ဗျအဲ့တော့ grade 12ကျောင်းသားကျောင်းသူများအတွက်ပထမဆုံးကျွန်တော် chapter 1ကိုစတင်ပြီးတော့ introduction စတင်မိတ်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့ chapter 1မှာ chemical bonding and intermolecular force chemical bonding ဓာတုဓာတ်စီးနဲ့ intermolecular force molecule အချင်းချင်းအပြန်အလှန်သက်ရောက်အားများဆိုရယ်သင်ခန်းစာကိုကလေးတို့သင်ကြားပေးမှာဖြစ်ပါတယ်ဓာတုဗေဒဘာသာရပ်ကကျွန်တော်သက်ရှိတတ္တဝါတွေအတိုင်းမှာဓာတုဗေဒဘာသာရပ်ကမဖြစ်မနေကိုပါဝင်တဲ့အရာတစ်ခုဖြစ်ပါတယ်ဒါကြောင့်မလို့စတင်ပြီးမိတ်ဆက်တဲ့အခါမှာကျွန်တော်တို့ဒီတဘာဝတရားကြီးဒီတဘာဝကြီးကိုကျွန်တော်တို့ element တွေအတန်နေရာအတန်လေးနဲ့ဖွဲ့စည်းထားတာဆိုပေမဲ့သူတို့ကိုယ်တိုင်ကတွေ့ဖို့ခဲရင်ပါတယ်ပြန်ပြောပြပါမယ်ဒီ drug ရှင်များရဲ့အတန်များကိုဒီကျွန်တော်တို့တဘာဝမှာတဘာဝတရားကြီးထဲမှာကိုယ်တိုင်တွေ့ဖို့ကိုယ်တိုင်မြင်ရဖို့ကြတော့ခဲရင်လှပါတယ်ပြန်ပြောပြပါမယ်ဒီ drug ရှင်တွေရဲ့အတန်တွေဟာတဘာဝထဲမှာရှိရဲ့၎င်းတို့ကိုယ်တိုင်တွေ့ရှိဖို့ခဲရင်လှပါတယ်နောက်ပြီးတော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့အရာခတ်သိမ်းသော drug ရှင်တွေ molecule တွေဒါမှမဟုတ်ရင် elements တွေ compound တွေ compound လို့ခေါ်တဲ့ compound တွေနဲ့ပြုလုပ်ထားဖြစ်ပါတယ်ကျွန်တော်တို့ပတ်ဝန်းကျင်ကိုဘာတွေနဲ့ပြုလုပ်ထားလဲဆိုတော့ drug ရှင်တွေ molecule တွေဒါမှမဟုတ် drug ပေါင်းတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်အဲ့ဒီ drug ပေါင်းတွေကျွန်တော်တို့အဲ့ဒီ drug ပေါင်းတွေထဲမှာကျွန်တော်တို့ဘာတွေပါလဲဆိုတော့ဒီကမ္ဘာပေါ်မှာရှိတဲ့အရာအလုံးသောအရာတိုင်းကိုနံပေါင်းများစွာသောမတူညီတဲ့ဓာတု drug ပေါင်းတွေဟာမတူညီသောဟုတ်နော်မတူညီသောနည်းလမ်းများဖြင့်ပေါင်းစပ်ဖွဲ့စည်းထားတဲ့ကျွန်တော် drug ရှင်ပေါင်း118ခုရှိပါတယ်ကျွန်တော်ပြန်ပြောပြပါမယ်ကလေးတို့ပြန်ပြောပြပါမယ်ကျောင်းသားတွေကျွန်တော်ပြန်ပြောပြပါမယ်နားလည်အောင်ဒီကဘာပေါ်မှာရှိတဲ့ကျွန်တော်ကဘာကြီးထဲမှာရှိတဲ့အရာအလုံးသောပြုလုပ်ထားတဲ့ဒီတန်ပေါင်းများစွာသောမတူညီတဲ့ဓာတု drug ပေါင်းတွေဓာတ်ပေါင်းတွေဟာမတူညီသောနီလန်းနေနဲ့ပေါင်းစပ်ဖွဲ့စည်းထားတဲ့ drug ရှင်ပေါင်း118ခုရှိပါတယ်အဲ့ဒီ118ခုဟာthere 118 known elements interact with one another to create new unique compounds that have entirely different chemical and physical properties from the elements that make them up ဒီ118ကျွန်တော်သိထားတဲ့ဒီ118မျိုးသော drug ရှင်တွေ elements တွေ drug ရှင်တွေကသူတို့အချင်းချင်းအပြန်အလှန်ဓာတ်ပြုပြီးတော့ drug ပေါင်းအသစ်တွေကိုကျွန်တော်တို့ဖန်တီးပေးပါတယ် drug ပေါင်းအသစ်တွေဖြစ်ပေါ်လာပါတယ် drug ပေါင်းတစ်တွေဖြစ်ပေါ်လာတဲ့အခါမှာအဲ့ဒီ drug ပေါင်းတစ်တွေမှာရှိတဲ့ physical chemical ဓာတုဆိုင်ရာ physical chemical properties ဓာတုဆိုင်ရာဂုဏ်ဓာတ်တွေရုပ်ပိုင်းဆိုင်ရာဂုဏ်ဓာတ်တွေက118မျိုးလို့သိရတဲ့ drug ရှင်တွေနဲ့ကွဲပြားခြားနားပါတယ်မတူပါဘူးကွဲပြားပါတယ်ကျွန်တော်ပြောပြပါမယ်ကျွန်တော်တို့သိထားတဲ့ဒီ118မျိုးသော drug ရှင်တွေဟာသူတို့အချင်းချင်းအပြန်အလှန်ဓာတ်ပြုပြီးတော့ drug ပေါင်းအသစ်တွေကိုဖန်တီးပေးပါတယ်ဒါပေမဲ့အဲ့ဒီ drug ပေါင်းတွေကအဲ့ဒီ unique compound ပြိုင်ပဲကင်းတဲ့ drug ပေါင်းတွေမှာရှိတဲ့ chemical properties physical property လို့ခေါ်တဲ့ဓာတုဂုဏ်ဓာတ်တွေရုပ်ပိုင်းဆိုင်ရာဂုဏ်ဓာတ်တွေက
ဒီ118မျိုးရှိတဲ့ drug ရှင်တွေနဲ့ different ကွဲပြားခြားနားပါတယ်မတူညီပါဘူးနောက်တစ်ခု This is because the force or attraction between the same or different atoms of this element form molecules or compounds ဒီ drug ရှင်ထဲမှာရှိတဲ့အတန်နေတဲ့မတူညီတဲ့သို့မဟုတ်တူညီတဲ့အတန်တွေကြားမှာရှိတဲ့ဆွဲအားကြောင့်ကျွန်တော်တို့ molecule တွေ compound တွေဖြစ်ပေါ်လာတာဖြစ်ပါတယ်အဲ့တော့မတူညီသောဒါမှမဟုတ်တူညီတဲ့ဒီ drug ရှင်နဲ့ထဲမှာရှိတဲ့အတန်တွေရဲ့ဟုတ်လားအပြန်အလှန်ဆွဲအားကြောင့် molecule တွေ compound တွေဖြစ်ပေါ်လာတာဖြစ်ပါတယ် The attractive force that hold atoms together in compounds are also known as chemical bonds အဲ့ဒီလိုဒီ compound ထဲမှာအတန်တွေအချင်းချင်းဆွဲထားတာကိုကျွန်တော်တို့ chemical bonds လို့ခေါ်ပါတယ်ဓာတုဓာတ်စီလို့ခေါ်ပါတယ်ခင်ဗျအဲ့ဒီလိုဒီ compound ထဲမှာအတန်အချင်းချင်းဆွဲထားတာဆွဲအားတွေကြောင့်အတန်ချင်းချင်းဆွဲငင်အားတွေကြောင့်ဆွဲထားတာကို chemical bonds လို့ခေါ်ပါတယ်ဓာတုဓာတ်စီလို့ခေါ်ပါတယ်အဲ့တော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ inorganic materials တွေ organic materials တွေ we use are created with the half whole chemical bonding ကျွန်တော်တို့အသက်တည်ထွင်မှုအတွက်ဒီ inorganic တွေ organic material တွေပါဝင်တဲ့အရာတွေကိုထွင်ဖို့အတွက် create အသက်တွေကိုဖန်တီးဖို့အတွက်ဒီ chemical bonding ကကျွန်တော်တို့အထောက်အကူပြုပါတယ်ဒါခုဒီကျွန်တော်ပတ်ဝန်းကျင်မှာရှိတဲ့ organic inorganic materials တွေကိုကျွန်တော်တို့အသုံးပြုဖို့အတွက်အသက်တွေကိုဖန်တီးတဲ့နေရာမှာဒီ chemical bonding တွေက help ကျွန်တော်တို့ကိုကူညီအထောက်အကူပြုပါတယ်ဒါတည်းမကသေးပါဘူး chemical bonds also play an important role in all living things because they hold together the cells in our bodies chemical bonds တွေကကျွန်တော်သက်ရှိတရားဝါတွေအတွက်အရေးပါတဲ့အခန်းကဏ္ဍကနေပြီးတော့ပါဝင်ပါတယ် because အဘက်ကြောင့်ဆိုတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ cell တွေကိုလည်းအတူတကွဆုပ်ကင်ထားအောင်ပြုလုပ်ပေးထားလို့မို့လို့ကျွန်တော်တို့ chemical bonds ကကျွန်တော်တို့အသက်ရှိတွေအတွက်အရေးပါတဲ့အခန်းကဏ္ဍကပါဝင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ chemical bond တွေကအရေးပါတဲ့အခန်းကဏ္ဍဖြစ်ပါတယ်ဘယ်လိုနေရာမှာလဲဆိုတော့ every day ကျွန်တော်တို့နေ့စဉ် we use အသုံးပြုနေတဲ့နေရာတွေမှာကျွန်တော်တို့အသုံးပြုပါတယ်ဘာတွေအသုံးပြုတယ်လဲဆိုတော့ကလေးတို့စဉ်းစားကြည့်တယ်ဘာတွေအသုံးပြုတယ်လဲဆိုတော့တို့နေ့စဉ်တောက်သုံးတဲ့ water လို့ခေါ်တဲ့ရေ we drink we drink တို့အတွက်ရေဓာတ်လိုတယ်ရေထဲမှာလည်းတို့ chemical bond တွေပါတယ် oxygen တို့သက်စင်နေထိုင်ဖို့အတွက်အသက်ရှူရတဲ့ oxygen လေးတွေ we breathe သက်စင်ဖို့အတွက်လည်း oxygen လိုအပ်တယ်တို့နေ့စဉ်စားသုံးဖို့အတွက် salt and sugar proteins carbohydrates အဲ့တော့စားတွေကြားတွေ protein တွေ carbohydrate တွေကိုလည်းတို့နေ့စဉ်စားသုံးရတဲ့နေရာမှာလည်းပါဝင်တယ်နောက်ပြီးတို့နေ့စဉ်အသုံးပြုတဲ့ fuels gas လောင်စာဆီတွေ plastic တို့အသုံးပြုမဲ့ plastic တွေထုတ်လုပ်တဲ့နေရာမှာတွေနောက်ပြီးတို့ကျန်းမာရေးအတွက်အသုံးပြုတဲ့ medicines လို့ခေါ်တဲ့ဆေးဝါးပစ္စည်းတွေမှာလည်းတို့နေ့စဉ်အသုံးပြုတဲ့နေရာမှာလည်း chemical bond တွေဟာအရေးပါအရာရောက်ပါတယ်အဲ့တော့ဒီသင်ခန်းစာလေးကိုဒီ chemical bond and intermolecular force ဆိုတဲ့ introduction လေးကိုဒီ grade တွဲကျောင်းသားကျောင်းသူများနားလည်ကြလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုကိုလည်းဆက်ပြီးကြည့်ပေးကြပါဦးခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်